အားလုံးမင်္ဂလာပါလာမယ့်တရက်9လ2026ပေါ့နော်16ကြိမ်မြောက်အတွက်ရောက်နေပြီဒီနေ့တင်ပြပေးမယ့်စိုက်လေးကြတော့လေးပင်နော်လေးပင်ချာလေးပင်တပင်ကျော်စိုက်နော်လေးပင်ပြီးတော့တပင်ကျော်စိုက်ဆိုတော့ဒီမှာအနီရောင်ရေးထားတဲ့ကနန်းကတပင်ကျော်စိုက်လေးပေါ့နော်အနီရောင်ရေးထားတဲ့ကနန်းကကြော်ထားတဲ့ကနန်းလေးပေါ့နော်ဒီကလေးပင်တပင်ကျော်စိုက်လေးပင်တပင်ချာပေါ့နော်သူကဘယ်လိုလုပ်လဲဒီတွန်ဒီလေးကိုဘယ်လိုစာယူရမှာလဲဆိုတော့ငါ6 3ညဒီကနန်း3လုံးပေါင်းခြင်းက1ဒီ file လေးကျတော့ဒုတိယ file မြောက်လေးဖြစ်ပါတယ်ပေါ့နော်16ကြိမ်မြောက်ရဲ့ဒုတိယ file လေးဖြစ်ပါတယ်အခုနောက်ပိုင်းကျွန်တော်ကတိတ်မအားလို့နော်တနန်းလဲစိုက်လည်းမကြည့်တိတ်မကြည့်ဖြစ်အောင်ပေါ့အဲကြောင့်တုံးလေးရချပြီးမှတပုတ်နှစ်ပုတ်အဲ့လိုလဲတင်ပဲဖြစ်တယ်ပေါ့နော်အခုအလုံးလည်းများနေတော့တိတ်မအားလို့ပေါ့နော်တနန်းလဲတိချာမကြည့်လိုက်ရအောင်ပေါ့နော်စိုက်တွေဒီမှာငါ6 3ညဆိုတော့တနန်း3လုံးပေါင်းခြင်းက1ကိုဒီမှာစောင်းထောင်3လုံးပေါင်းခြင်းလဲစောင်းထောင်3လုံးပေါင်းခြင်းလဲဒီလိုပြန်ရတယ်ပေါ့နော်အခုနောက်ပိုင်းလဲကြည့်တဲ့လူကနေနေတော့ပေါ့နော်အရင်ကမတူတော့အရင်ကတိန်းနဲ့ကြည့်တဲ့လူရှိတယ်အခုက1000နဲ့တော့မရှိတော့1000 5000 1000အဲ့လိုပဲရှိတော့တယ်ပြီးတဲ့သူရဲ့ပျောက်ကုန်လည်းမသိတော့ကျွန်တော်ပြတဲ့ကနာလေးကိုမပေါက်လို့မကြည့်ဖြစ်တော့လာတော့မသိဘူးပေါ့နော်မဟုတ်လဲအကောင့်ပြတ်သွားတယ်လားတော့မသိဘူးပေါ့3ည8ခွန်ကနာ3လုံးပေါင်းခြင်းက9ကိုဒီမှာစောင်းထောင်3လုံးပေါင်းခြင်းလဲ9လို့ပြန်ရတယ်ပေါ့နော်ပြီးတော့ဒီနော်နေခွန်6ကနန်း3လုံးပေါင်းခြင်းလဲ9ဆိုရင်စောင်းထောင်3လုံးပေါင်းခြင်းလဲ9ဖြစ်မယ်ဆိုရင်9ကို1 5ထဲမှာ3ည5ပြောပြန်ရမှာပေါ့နော်9 5ထဲမှာ5လို့ပြန်ရတယ်ပေါ့နော်5ထိပ်စီရတော့ပါပြီ5ထိပ်စီရတော့ပြီဆိုတော့ခန်းအလေထိုင်လေးကြတော့ဆိုရင်ခန်းလေးကြတော့ဒီ6 9ကနန်း3လုံးပေါင်းခြင်းက1နော်6 9ကနန်း3လုံးပေါင်းခြင်း1ကို1လို့ပြန်ရမယ်ဆိုရင်ဒီစောင်းထောင်နှလုံးပေါင်းခြင်းက1နော်မဟုတ်လေဒီခါထောင်နှလုံးပေါင်းခြင်း1လည်းရတယ်
ပြီးတော့ခွန်ရှစ်3ညနော်ခွန်ရှစ်3ညဆိုတော့ကနန်း3လုံးပေါင်းချင်းက9ကိုဒီဆောင်းထောင်းနှလုံးပေါင်းချင်း9မဟုတ်လေဒီခါထောင်းနော်ခွန်ရှစ်ဒီမှာခါထောင်းနှလုံးပေါင်းချင်းလေ9လို့လည်းရပါတယ်ဒီမှာကခွန်တေခွန်9တိခွန်9ဆိုတော့ကနန်း3လုံးပေါင်းချင်းက3ကိုဒီဆောင်းထောင်းနှလုံးပေါင်းချင်းနဲ့3မယ်ဆိုရင်ဒီနှလုံးပေါင်းချင်းနဲ့3မယ်ဆိုရင်ဒီသူက3မယ်ဆိုရင်ခွန်ခါတော့မဟုတ်နိခါလေးရတယ်ပေါ့နော်ဒီနှလုံးပေါင်းချင်း3နော်ခါထောင်းနှလုံးပေါင်းချင်း3ဆိုတော့နှစ်ဒီဆောင်းထောင်းနှလုံးပေါင်းချင်း3ဆိုတော့ခွန်ခါနိခါလေးရတယ်ပေါ့နော်နောက်ပိတ်လေးကြတော့ဒီဆောင်းထောင်း3လုံးပေါင်းချင်းနော်9 6 9ဆိုတော့ကနန်း3လုံးပေါင်းချင်းက3ညကို3ညလို့ပြန်ရမယ်ဆိုရင်6 3ည4နော်6 3ည4ဆိုတော့ကနန်း3လုံးပေါင်းချင်းနဲ့3ညဒီမှာဆောင်းထောင်း3လုံးပေါင်းချင်းလဲ8နော်3 8တော့3ည8 3ညကနန်း3လုံးပေါင်းချင်းက8ဆိုရင်ဒီမှာခွန်4ဆိုတော့ကနန်း3လုံးပေါင်းချင်းလဲ8နော်ဒီဆောင်းထောင်း3လုံးပေါင်းချင်း8နော်3ည8 3ညဆောင်းထောင်း3လုံးပေါင်းချင်း8ကိုဒီမှာခွန်4ဆိုတော့ကနန်း3လုံးပေါင်းချင်းလဲ8လို့ပြန်ရတယ်ပြီးတော့ဒီဆောင်းထောင်း3လုံးပေါင်းချင်းကနိခွန်9ဆိုတော့4နိခွန်9ဆိုတော့4ပေါ့နော်ဒီနည်းနဲ့9နဲ့ပေါင်းဆိုတော့9နဲ့5နဲ့ပေါင်းဆိုတော့4နိခွန်9ဆိုတော့4ရပြီဆိုတော့4လို့ရပြီဆိုတော့4လို့ပြန်ရမယ်ဆိုရင်ဒီ3လုံးပေါင်းချင်း94ရဖို့အတွက်နော်4ရဖို့အတွက်ဆိုတော့9 4နောက်ပိတ်နော်9 4ဆိုတော့4လို့ရတာပေါ့နော်ဆိုရင်9ခွန်4ဒီ9ခွန်4ကပထမ5မှာတွားတူနေပါတယ်နော်ပထမ5မှာတွားတူနေပါတယ်9ခွန်4ကနာလေးကိုဒီပထမ5မြောက်မှာကျွန်တော်တင်ပေးထားတဲ့ကနာလေးကြတော့4ခွန်5နော်9နဲ့4နဲ့နေရာချိန်တော့တာပေါ့နော်ခွန်ခါတော့ခွန်ခါပဲ9ခွန်4နော်9ခွန်4ပြီးတော့9နှစ်4ပဲရပါတယ်9နှစ်4ဆိုတော့တစ်ပလိတ်ဒီနော်ဒီ16ချိန်မှာဒီမှာ5ဆိုတော့တစ်ပလိတ်အားနေပါတယ်ဆိုတော့ပလိတ်မဖောက်တာလည်းမပြောလို့မရဘူးနော်ကနန်းတစ်ခါတလေတော့ဖောက်နေတယ်ပေါ့နော်ဟို15ချိန်ကတော့ပလိတ်လေးဖောက်တယ်တဲပတ်လည်းမထွက်ကနန်းလည်းဖောက်သွားတယ်ဆိုတော့ပေါ့နော်ဒါက9ခွန်4ပြီးတော့9နှစ်4ကျတော့တစ်ပလိတ်ပေါ့နော်သူကနော်16ချိန်မြောက်မှာ
အတူတူကံကောင်းကြပါစေဗျာနောက်နေ့မှာနော် site ကောင်းကောင်းရှာပြီးတော့ထပ်တင်ပေးပါဦးမယ်အချိန်တော့ရသေးတယ်ပေါ့ဆိုနော်အချိန်တော့ရသေးတယ်ဆိုတော့ဒီနေ့တော့တလောက်ပါပဲဒုတိယ5မြောက်မှာတော့တလောက်ပါပဲအားလုံး16ချိန်မြောက်မှာအတူတူကံကောင်းကြပါစေဗျာ